အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးမှာကြိုဆိုပါရစေဒီနေ့မှာဆိုလို့ရှိရင်တော့ဒီတုဒ္ဒစုံလင်ဗုဒ္ဓဝင်အစီအစဉ်မှာ grade 9ကျောင်းသူလေးမချောစုလိုင်ရဲ့ဒီတင်180တဲ့မေကွန်းအထိအစဉ်စဉ်ဖြစ်ဆိုသွားတဲ့ဘုဒ္ဓဖြစ်ဖွယ်ရာအစီအစဉ်လေးကိုကျွန်တော်နဲ့အတူတူကြည့်ရှုအားပေးကြအောင်ပေါ့ခင်ဗျာမိကွန်းအားလုံးဟာလွယ်ပါတယ်။သမီးစိတ်ထဲမှာထားဖို့ဟာဒီမိကွန်းတွေအားလုံးကတည်ပြီးသားလို့တွက်ပါနော်။မိကွန်းမဖြစ်နိုင်လို့စုမရဘူးဆိုလို့ရှိရင်လည်းဘေးကရုပ်ရှင်သစ္စာတခါကြီးတွေကစိုက်ပေးပါလိမ့်မယ်။စုငွေကတော့ဖြစ်4သိန်း8သိန်း15သိန်း30သိန်း60နောက်ဆုံးမိကွန်းကတော့သိန်း180ဝင်းနာစုရှင်သမီးငယ်လေးရဲ့ဘေးမှာတော့သမီးငယ်လေးကိုအားပေးပြီးတော့သမီးငယ်လေးရဲ့ဘေးမှာအတူတူရှိနေပြီမဲ့ကျွန်တော်တို့ချစ်ခင်လေးစားတဲ့ပြည်သူ့ချစ်အနုပညာရှင်ကြီး2ဦးအစဉ်သင်းရှိနေပါတယ်သမီးငယ်လေးရဲ့ဘေးမှာပါဝင်ပြီးတော့အားဖြည့်ပါမယ်သမီးငယ်လေးကိုအားပေးပါမယ်အဲ့တော့ကျွန်တော်အားလုံးလေးစားတဲ့ပြည်သူ့ချစ်အနုပညာရှင်တို့ဖြစ်တဲ့ Academy အောင်ခိုင်တဲ့အတူတရုတ်ဆောင်ကျွန်တော်တို့ဦးဝင်းမြိုင်တို့ဖြစ်ပါတယ်ခင်ဗျာလေးစားပါတော့အဲ့တော်ကြီးများခင်ဗျာကျွန်တော်တို့ခုအားလုံးနဲ့အတူဂုဏ်ယူစွာဆက်လက်ပြီးတော့အားပေးချရမယ်ဝင်းအောင်စုရှင်သမီးငယ်လေးရဲ့စုချင်းငွေရွေးချယ်ခြင်းအစီအစဉ်ကိုစတင်ပါပြီအဲ့တော့ပထမဆုံးအနေနဲ့သမီးလေးကဆရာတော်ဖျားများနဲ့အတူသမီးလေးကိုအားပေးနေကြတဲ့ဒီမှာရှိတဲ့ everyday တွေအားလုံးကိုနှုတ်ခွန်းဆက်စကားသမီးလေးရဲ့နာမည်လေးစာပေဌာနတွေအားလုံးထပ်ပြီးတော့တည်သွားအောင်မိတ်ဆက်စကားလေးသမီးစတင်ပြီးတော့ပြောကြားပေးပါခင်ဗျာအားလုံးပဲမင်္ဂလာပါရှင်။သမီးကတော့အေယာဝတီတိုင်းဒေသကြီးဒနုဘူမြို့နယ်ဒနုဘူစာပြေဌာနမှာ6ရောက်ဓမ္မစကူကျောင်းမှာနိုဝင်ဘာလကျောင်းသူလေးမချုံစုလိုက်မျိုးဖြစ်ပါတယ်ရှင်။ဘုန်းကြီးရဲ့ဘုရားတော်ဒေါက်တာပန္တိတာဘိက္ခုလို့ခေါ်ပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာသုဒ္ဓဆုံးတဲ့ဘုရားအဖွဲ့ရဲ့ဥက္ကဋ္ဌဆရာတော်ဖြစ်ပါတယ်။ဘုန်းကြီးနဲ့အတူတူစုငွေမိကုံများဖြစ်စုနေမြန်ပူဇော်နိုင်မှုအတွက်ပူတော်၍ဘုန်းကြီးဘုရားရဲ့ဘုရားနာယကဆရာတော်ဘုရားပမယဥဒ္ဓမဂိတိနဲ့ဘုရားနာယကဆရာတော်မနာဘတာရီကိုရီးယားဆရာတော်နဲ့အတူတူတွဲဖက်ပြီးတော့မိကုံများကိုမေးမြန်းတော့ပါမယ်တင်ဆက်သူဖြစ်ကိုကျော်တူလင်းနဲ့အတူတူတွဲဖက်ပြီးတော့ကျော်တပိုင်မူအောင်ခေပိုင်လင်းထင်ရွှေဖြူမိမှုကျော်တို့ကဝန်ရံ၍ဒီစီစဉ်ကိုဆောင်တော့မှာဖြစ်ပါတယ်ဒီစီစဉ်ကိုရောက်ဖို့အတွက်အချိန်များစွာတီးခံ၍စောင့်ဆိုင်ပေးကြတဲ့မြတ်စွာဘုရားရန်ကုန်တွင်းမှာရှိကြတဲ့ဂုဏ်တည်ရှိအပိဓမြတ်အားလုံးကိုအထူးပဲကျေးဇူးထူးတင်ရှိပါတယ်တီးခံခြင်းသည်အောင်မြင်ရာဤတဲ့ဘယ်လောက်ထိတီးခံနိုင်မလဲဆိုတာဘုန်းကြီးတို့ကစမ်းသပ်တဲ့သဘောလို့မထင်ပါနဲ့ဤပညာအဲ့ဒါလေးနည်းနည်းငယ်ရှိလို့နောက်ကျသွားခြင်းဖြစ်ပါတယ်ဒီတွေ့အခုလိုပြည့်စုံခြင်းပါတယ်စွန့်ဝေ380အစီအစဉ်ဒါနဲ့တူတူပူပေါင်းပြီးတော့ဒေါနနာဝင်းဘုရားကရာဖျားမှုလုပ်ငန်းကနေပြီးတော့ချင်းမြင့်တဲ့15ရက်ခီးအိန္ဒိယဘုရားကရာအခမဲ့2ဦးတမီးဖြေမလားမဖြေဘူးလားဖြေပါမယ်ဗျာဖြေမယ်ဆိုတဲ့တတိအင်မတန်ချီးကျူးဖို့ကောင်းပါတယ်ပထမဆုရှင်အတွက်အစီအစဉ်စတင်နိုင်မှုကလေးရဲ့စိတ်တဲ့အင်အားမြင့်မားစေဖို့အတွက်လက်ကုပ်တန်ဘယ်လောက်ကျယ်မလဲနားထောင်ခြင်းပါလေမချောစုလိုက်အဲ့ဒီတီလုံးနည်းနည်းလျှော့ဖြေနေကြောင်းသားတော့မသိဘူးမိမဘုံကြီးကရင်တော်တုံးတယ်နည်းနည်းလျှော့ဖြေမဲ့ကလေးပြစ်မလဲပဲနဲ့မိရဲ့ဘုံကြီးပြစ်လဲရှက်ဖို့ကောင်းမချောစုလိုက်
မိကုံအတွက်လွယ်လွယ်လေးပဲမေးပါမယ်မိကုံအားလုံးဟာလွယ်ပါတယ်သမီးစိတ်ထဲမှာထားဖို့ဟာဒီမိကုံတွေအားလုံးကတည်ပြီးသားလို့တွက်ပါနော်သမီးမိကုံမဖြစ်နိုင်လို့စုမရဘူးဆိုလို့ရှိရင်လည်းဘေးကရုပ်ရှင်သစ္စာတခါကြီးတွေကစိုက်ပေးပါလိမ့်မယ်စုငွေကတော့ဖြင့်4 သိန်း8 သိန်း15 သိန်း30 သိန်း60နောက်ဆုံးမိကုံကတော့သိန်း180မိကုံအလုံး80ရှိပါတယ်နှစ်ဆတိုးပြီးတော့ပေါင်းပေးတဲ့အစီအစဉ်ပါမမေးခင်မှာစီမင်းစည်းကမ်းတစ်ခုကိုဖြည့်ဆိုသူနဲ့အကြောင်းသားများအားလုံးနားလည်ဖို့လိုပါတယ်အစီအစဉ်ဒီဆက်ဖြေမလားရက်နေမလားတမီးအခုချိန်မှာဘာမှမဖြေဘဲနဲ့ရက်နေမယ်ဆိုလို့ရှိရင်စုငွေ4 သိန်းတခါတည်းစုချလိုက်မယ်စုငွေယူမလားတမီးဆက်ဖြေမလားဆက်ဖြေပါမယ်ဗျာ2 သိန်းနဲ့မိကုံဖြေပါလို့ပြောပြီးတဲ့အချိန်မှာစဉ်းစားဖို့အတွက်စက္ကန့်30ရမှာစက္ကန့်30ပြည့်သွားလို့သမီးဘာမှမဖြေတော့ဘူးဆိုလို့ရှိရင်တော့စုငွေတစ်ပြားမှမရတော့ဘူးသမီးသဘောတူလားသဘောတူပါတယ်ဗျာမိကုံစပါပြီတုံးလူရှင်ပင်ကျွန့်ထိတ်တင်အစဖြာခဏနေဖျားရှိခိုးဘိုးတော်လင်္ကာကိုရေးဆက်တီကုန်းသည့်ဆရာတော်သည်မြည်သည့်ဆရာတော်ဖြစ်ပါတလေတမီးတို့ဒီနေရာမှာအခွင့်အရေးထပ်ပေးမယ်မိကုံဖတ်ပြီးပြီနော်ဟုတ်ပါဗျာတမီးဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဗျာဆက်ဖြေလို့မှားရင်4 သိန်းမရတော့ဘူးမှန်ပါဗျာမှန်လို့ရှိရင်တော့စုငွေ4 သိန်းကိုချီးမြှင့်ပါလိမ့်မယ်အဖြေလေးမျိုးA တောင်ပုလူဆရာတော် B မန်လဲဆရာတော် C မိုးကုတ်ဆရာတော်နဲ့ D လေဒီဆရာတော်အစဉ်သင့်ဖြစ်ရင်စက္ကန့်30စမှတ်ပါပြီလေဒီဆရာတော်ပါဗျာလေဒီဆရာတို့ကျောင်းသားကရွေးထားပါတယ်တစ်ဆက်သူကုကျော်သူလေးအနေနဲ့အပြည့်မှန်မှန်စစ်ပေးဖို့အတွက်ပန်ကြားပါတယ်ပထမဦးဆုံးမိကုံကိုသမီးလေးကတွေးဝေမှုမရှိပြတ်သားစွာနဲ့အဖြေတစ်ခုကိုပေးလိုက်ပြီးပါပြီသမီးလေးအဖြေကိုအတီးပြုတ်ပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးသမီးလေးရဲ့ဖြေဆိုမှုမှန်ရင်ခုန်စွာနဲ့အတူတူကြည့်ကြပါမယ်မိကုံလေးကတော့တုံးလူရှင်ပင်ကျွန့်ထိတ်တင်အစဖြာခုနှစ်နှစ်ဖျားရှိခိုးဗုဒ္ဓဝင်လင်္ကာကိုရေးဆက်တီကုန်းသည့်ဆရာတော်သည်မြည်သည့်ဆရာတော်ဖြစ်ပါသလေအဖြေမှန်အားလုံးနဲ့တူတူရှိပါမယ်အဖြေမှန်ပါတယ်ခင်ဗျာအလုံးရဲ့ပြိတ္တချီးမွမ်းတဲ့ဩဘာညံပြီးတော့ဆောင်းပေးတာကျေးဇူးအများကြီးတင်ပါတယ်အချိန်မဆွဲဘဲနဲ့ဘုန်းကြီးတို့နောက်ထပ်မေကွန်းတစ်ခုဆက်ပြီးတော့သွားပါမယ်ဒီမေကွန်းမှန်တော့သမီးစွငွေ4 သိန်းရပါပြီစုငွေများချင်းမြင့်ဖို့အတွက်စုငွေပြင်ဆင်ထားမှုရှိလို့ရှိရင်စုငွေပုံများအရင်တည်းပြင်ထားပေးဖို့အတွက်ပန်ကြားပါတယ်ဒီတော့သမီးမေကွန်းဒုတိယဆင့်ကိုဆက်ပြီးတော့သွားရမယ်ဆက်ဖြေမလားရနေတော့မမေးသေးဘူးမေကွန်းအရင်ပြအောင်မယ်သမီးတို့အခွင့်အရေးနော်မေကွန်းလေးရင်ကြည့်ပါ4 သိန်းနဲ့မေကွန်းဇံဘုကယဟန်တိအိတ္တာမစ္စရိယစိတ်ဖြင့်ယဟန္တာတစ်ပါးကိုစေစကားပြောကြားမိခဲ့သောကြောင့်နှစ်ပေါင်းမြည်မြကြာအောင်
ဝိကျွေးဒုက္ခခံစားခဲ့ရပါတယ်လေအရှိရကွန်ပျူတာမြင်ရလား မပေါ်ဘူးဖော် သက်ဆိုင်ရာကရှင်းပြပါသမီးတို့အခွင့်အရေးပဲမိကုံအကြာကြီးစဉ်းစားလို့ရတယ်ဇံဘုကယဟန်တီအိတ်တာမစ္စရိယစိတ်ဖြင့်ယဟန္တာတစ်ပါးကိုဆဲရဲစကားပြောကြားမိခဲ့သောကြောင့်နှစ်ပေါင်းများများကြာအောင်ဝိကျွေးဒုက္ခခံစားခဲ့ရပါတယ်သမီးဆက်ဖြေမယ်ဆိုလို့ရှိရင်အဖြေမှန်ရင်8သိန်းရမယ် ဖြေပါမယ်ဗျာ ဆက်ဖြေလို့မားခဲ့ပြီဆိုလို့ရှိရင်စုံရတပြားမှမရဘူးဒီတော့ဆက်ဖြေမလားရက်နေမလား ဆက်ဖြေပါမယ်ဗျာ ဆက်ဖြေမယ်ဆိုအဖြေလေးမျိုးပြမယ် A 44နှစ် B 55နှစ် C 66နှစ်နဲ့ D 89စက္ကန့်30စပါပြီ B 55နှစ်ပါဗျာ ဖြေတဲ့အဖြေဟာမားသွားရင်တပြားမှမရဘူးမှန်လို့ရှိရင်စုငွေ8သိန်းရမယ်ကြည့်တော့လည်းအဖြေစစ်ပေးပါ တင်ပါဗျာသမီးလေးကဒုတိယမြောက်မေးခွန်းကိုလည်းတွေ့ဝေမှုမရှိပြတ်သားစွာနဲ့အဖြေတစ်ခုပေးလိုက်ပါတယ်ဇံဘုကယဟန်သည်အိတ်တာမစ္စရိယစိတ်ဖြင့်ယဟန္တာတစ်ပါးကိုဆဲရည်စကားပြောကြားမိခဲ့တဲ့အတွက်နှစ်ပေါင်းများများကြာအောင်ဝိကျွေးဒုက္ခခံစားခဲ့ရပါတယ်လို့မေးတဲ့နေရာမှာသမီးလေးက B 55နှစ်လို့ဖြေဆိုထားပါတယ်အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ စုံငွေ8သိန်းရရှိပါပြီသက်ဆိုင်ရာတောင်ခံများကစုများအလွယ်တကူချင်းမြင်နိုင်မှုအတွက်ငွေသားချက်ချင်းလက်ငင်းပေးနိုင်အောင်ကြိုတင်ပြင်ဆင်ထားပေးစီလိုပါတယ်အများမြင်တာအောင်လည်းပဲထုတ်ပြနိုင်ရင်ပြထားပေးပါတို့ကြသူရဆောင်တဲ့ဘုရင်အဖွဲ့ပေါ်ကကလေးကိုတကယ်လည်းမပေးပြနဲ့လို့ထင်သွားလို့ရှိရင်ဒီတော့မျိုးဆက်ပြမယ်နော်ချိန်ရ8သိန်းနဲ့မေကွန်ဘယ်နှသိန်းလဲ 8သိန်းနဲ့ပါဗျာ မင်္ဂလာကုဏတစ်ဆင့်ကျော်သွားလို့နော်2သိန်း4သိန်း8သိန်းအခုမှ8သိန်းနဲ့မင်းဝင်လာနော်မင်းဝင်စပါပြီပသိနေဒီကောသလမင်းကြီးနဲ့ရွာဆန်ကန်တော်ကုံတဲ့အချိန်မှာမြတ်စွာဘုရားရှင်သည်တတ်တော်ရွယ်တော်ဘယ်လောက်ရှိနေပြီလဲသမီးဆက်ဖြေမလားရက်နေမလား ဆက်ဖြေပါမယ်ဗျာ ဆက်ဖြေမှာအဖြေလေးမျိုးပြမယ်ဒီနေရာမှာရက်နေမယ်ဆိုလို့ရှိရင်စုငွေ4သိန်းစုချမယ်ဆက်ဖြေမယ်လို့အတီးပြုတယ်ဆိုလို့ရှိရင်ဘယ်တီးပြပါရေးကြည့်လာလို့အဖြေလေးမျိုးပြပါမယ် A 89 B 80 C 81နဲ့ D 82 B 80ပါဗျာ ပရိသတ်အားပေးတဲ့လက်ခုပ်တန်ဟာလဲကျောင်းသားတို့အားစီးဖြစ်စီပါတယ်တားမယ်လို့စဉ်းစားတော့လည်းပဲတားလို့ရမယ့်အနေအထားမရှိပါဘူးဒီတော့ဘုန်းကြီးတို့စီးမြင့်တစ်ခုတတ်မှတ်ပါမယ်အားလုံးသဘောတူညီသမီးတို့တစ်ချိန်ပဲအဖြစ်ဖြစ်ခွင့်ပေးမယ်ပြန်ပြင်ခွင့်မပေးတော့ဘူး မှန်ပါဗျာ သဘောတူမလား ဟုတ်တူပါတယ်ဗျာ ကလေးကဖြေပြီးသွားပြီဆိုလို့ရှိရင်တော့ဘုန်းကြီးတို့ကအဖြစ်တမ်းမှတ်ပါပြီဘာကြောင့်လဲကလေးဖြေဟာမှန်နေခဲ့လို့လက်ခုပ်တန်ချင်းမိရင်ပြဿနာမဟုတ်ဘူးမယ်မားနေပြီဆိုလို့ရှိရင်ကျောင်းသားတို့အရင်နေတာမှုရှိပါတယ်သို့တော့အပရိသတ်များရဲ့အင်အားကလည်းပဲကလေးတို့အားစီးဖြစ်သောကြောင့်ကျေးဇူးတင်ပါတယ်ဒါဘုံနဲ့သမီးနဲ့စီမီတစ်ခုတတ်မှမယ်မစင်စဉ်းစားပြီးမှဖြေပါဖြေပြီးရင်နောက်ပြန်ဆုပ်လို့မရအောင် B 80လို့ဖြေတဲ့အဖြေတစ်ဆက်သူကြတော့လင်းအပြည့်မှန်မှန်စစ်ပေးပါ တင်ပါဗျာသမီးလေးကနံပါတ်3မေးခွန်းကိုလည်းပြတ်သားစွာနဲ့အဖြေလေးတစ်ခုရွေးချယ်ထားပါတယ်ပ
တေနရီကောသလမင်းကြီးနဲ့ရွာဆန်ကံတော်ကုံတဲ့အချိန်မှာမြတ်စွာဘုရားရှင်သည်တက်တော်ဘယ်အရွယ်မှာရောက်ပါပြီလဲအဲ့ဒီမိဂုံးလေးရဲ့အဖြေကိုသမီးလေးက B80 လို့ဖြေဆိုထားပါတယ်အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာသမီးလေးရဲ့စူးစမ်းအားထုတ်မှုသမီးလေးရဲ့ဉာဏ်ပညာတကယ့်ကိုအမခမ်းပါပဲမိဂုံးတိုင်းကိုပွေဝေမှုမရှိပြတ်သားစွာအမှန်ဆုံးအကောင်းဆုံးရွေးချယ်နေပါပြီနောက်တစ်ဆင့်တက်နိုင်မလားရင်ခုန်ကြည့်ရအောင်ပါ စွန်ငွေ၈သိန်းရရှိပါပြီနည်းနည်းလေးအရေးကြီးတာလို့ဘုံဘုံမြင့်မှန်တက်ခွင့်ပြုပါ စုချင်းငွေ၈သိန်းရပြီဆိုတော့ဖုံဖုံမျက်မှန်စတတ်ပါပြီ အဖွဲ့ဥက္ကဋ္ဌဆရာတော်ကိုယ်တိုင်မိကုံးမေးရတော့မှားသွားရင်ကိုရောရမှာဗန်နိုင်မှုကြီးတို့များတည်တာကစိုက်ပြီးမှတော့မဟုတ်ဘူးဘုန်းကြီးပဲရောခိုင်းမှသိကြတယ်စွန်ငွေ၈သိန်းရရှိပြီးတော့နောက်ထပ်မိကုံးဒီစွန်ငွေအဖြစ်15သိန်းတန်မိကုံးဧကရတမအကျိမြန်မာနိုင်ငံလုံးဆိုင်ရာသုဒ္ဓဆောင်တွင်ဘုဒ္ဓဖြစ်ဆိုပူဇော်ဝဲတနိုင်ငံလုံးပထမဆုရှင်မချောဆုလိုက်အေယာဝတီတိုင်းဒေသကြီးကအထူးစုအဖြစ်ဆုငွေ3သိန်းဇေယျရွှေမေဆရာတော်အရှင်ဝါတထတကုံမြို့သစ်စိတ်ကမ်းမြို့နယ်88ရပ်ကွက်ဇေယျရွှေမေမုဂ္ဂဝိပဿနာဓမ္မဣတာကနေပြီးတော့သမီးအတွက်ဘောနပ်ငွေ3သိန်းလက်ထဲမှာရောက်နေတယ်ဖြေဆိုရမယ့်မိကုံးဒီစွငွေ15သိန်းတန်မိကုံးစကရင်မြင်ရပြီလားသမီး International Game Plan ရဘုန်းကြီးတို့ Commercial Break 1 minute ပေးပါနိပညာခက်ခဲရှိတော့ကျေးဇူးအများကြီးတင်ပါတယ်အဲ့ကပဲ လီစာပါတော့အဲ့တော်ကြီးများခင်ဗျာကျွန်တော်တို့ငွေချက်380ဆိုင်ရာမိဂွန်ရွေးချယ်ဖြည့်ဆို့ရှင်ပြိုင်ခြင်းအစီအစဉ်ကိုအချိန်အနည်းငယ်တွင်ဆက်လက်ပြီးတော့ကျင်းပသွားပါမယ်အခုတော့ကျွန်တော်တို့ဤပညာဆိုင်ရာအခက်အခဲလေးတစ်ခုအတွက်အားလုံးအဆင်ပြေချုံးမွေစီဖို့ကျွန်တော်တို့ကိုခိတ္တခဏပြီးခံဆောင်ဆိုင်ပေးစီလိုပါတယ်အဲ့တော်များအားလုံးကိုလိုက်လဲစွာကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆရာတော်တန်ကတော့အရှင်သူမြတ်များနဲ့တကွာဓမ္မမိတ်ဆွေအိဗရိတ်ပေါင်းတို့ခင်ဗျာယခုဆက်လက်ပြီးတော့ဝန်တော်ဆုရှင်သမီးငယ်လေးရဲ့ငွေချက်380စုချင်းငွေရွေးချယ်ခြင်းဆိုင်ရာမိဂွန်ဖြည့်ဆို့ပူဇော်ခြင်းအစီအစဉ်ကိုဆက်လက်ရှင်ပြိုင်ကျင်းပခွင့်ပြုပါခင်ဗျာအဲ့တော်ကြီးများခင်ဗျာသမီးငယ်လေးကမိဂွန်3ဆင့်ကိုအောင်မြင်စွာနဲ့ဖြည့်ဆို့ပြီးဖြစ်ပါတယ်ဆက်လက်ပြီးတော့ပို့ပြီးရင်ခုန်စရာကောင်းတဲ့စုချင်းငွေများစွာထပ်မံရရှိမဲ့အစဉ်တွေကိုအကောင်းဆုံးဖြည့်ဆို့ပူဇော်နိုင်မှုအတွက်ကျွန်တော်ရဲ့သမီးငယ်လေးကိုအားလုံးရဲ့လက်ခုပ်တန်အကျဉ်းဆုံးနဲ့အားပေးချီးမြှင့်ပေးပါအောင်ခင်ဗျာစွငွေ8သိန်းရရှိပြီးပြီစွငွေ330ဘုန်းကြီးတို့ရဲ့မြန်မာနိုင်ငံလုံးဆိုင်ရာသုဒ္ဓဆောင်တဲ့ဘုရားအဖွဲ့ဘိုးကနေပြီးတော့ကုသိုလ်ရှင်10ဦးစုပေါင်းပြီးတော့လူဒန်းတဲ့စွငွေဖြစ်ပါတယ်စွငွေလူရှင်ဇာများလိုအပ်ပါ၍စွငွေ330ရပြီနောက်တော့360မိကုန်စပြီးတော့မေးပါပြီအဇာတတမင်းကြီးမင်းတိုင်ပင်အမတ်ဝတ္တကာရပုံနာကြီးသည်ဝေသားလေးပြည်လက်ဆိုရီမင်းတို့စီးလုံးမှုပြက်ပြားစေရန်အချ
ချင်းချင်းစိတ်ဝမ်းကွဲစေရန်ဝေသာလီပြည်အတွင်းတရှိုးအဖြစ်နေထိုင်ခဲ့တဲ့တိုင်းတစ်ပါးသားတရှိုးအဖြစ်နေထိုင်ခဲ့တဲ့နှစ်ပေါင်းဘယ်လောက်ကြာခဲ့ပါသလဲသမီးဆက်ဖြေလို့အဖြေမှန်မယ်ဆိုလို့ရှိရင်စုငွေ360ဒီနေရာမှာမဖြေဘဲနဲ့ရက်နေမယ်ဆိုလို့ရှိရင်တော့330ရရှိမယ်သမီးအရင်ဆုံးစဉ်းစားဖို့အချိန်ဘုံဘုံနည်းနည်းလေးပေးမယ်မင်းကိုတရားဖတ်အစတတမင်းကြီးမင်းတိုင်ပင်အမတ်ဝတ္တကာရပုံနာကြီးသည်ဝေတာလီပြည်လေးစဝေမင်းတို့စီလုံးမှုပြက်ပြားစေရန်အချင်းချင်းစိတ်ဝမ်းကွဲစေရန်ဝေတာလီပြည်တွင်တရှိုးအဖြစ်နေထိုင်ခဲ့တဲ့နှစ်ပေါင်းဘလောက်ကြာခဲ့သလဲသမီးဆုံးဖြတ်ဖို့အစဉ်သင့်ဖြစ်ပြီလားဖြစ်ပါပြီဗျာ သမီးမချောဆိုလိုက်ဆုံးဖြတ်ဖို့အစဉ်သင့်ဖြစ်ပြီလားဖြစ်ပါပြီဗျာသမီးနာမည်ဘယ်လိုခေါ်လဲမချိုးစုလိုက်မှာဗျာဟာအေးနာမည်လေးပဲမေ့နေမှာဆိုလို့ဆုံးဖြတ်ဖို့အစဉ်သင့်ဖြစ်ပြီလားဖြစ်ပါပြီဗျာဆက်ဖြေလို့မားပြီဆိုလို့ရှိရင်တပြားမှမရအောင်ဒီနေရာမှာဘုရားတို့ကြိုတင်ပြီးတော့မေတ္တာရခံတောင်းပန်အပ်ပါတယ်ဘုရားတို့ကိုယ်တိုင်မိကုများကိုမေးတယ်ဆိုတာကတစ္ဆက်သူများရဲ့တာဝန်ကိုဝင်ပြီးတော့နောက်ဆက်တာမဟုတ်ပါဘူးမိကုအဖြစ်တန်ဖိုးအင်မတန်ကြီးတော့သူတို့လည်းအင်မတန်တာဝန်ကြီးသွားပါလိမ့်မယ်တခုခုလေးမှားရပြီဆိုလို့ရှိရင်သူတို့အတွက်အနုပညာပြည်သူများရဲ့အထင်မြင်လွန်မမှုတွေဖြစ်တတ်ပါတယ်ဒါကြောင့်ဘုန်းကြီးတို့ကတောင်းယူမှုတောင်းခံမှုနဲ့ဒီညမှာဝင်ပြီးတော့မေးပြရခြင်းဖြစ်ပါတယ်အကယ်၍မှားသွားခဲ့ရင်ဘုံဘုံလည်းတမျိုးမထင်ပါနဲ့ဆက်ဖြေမလားရက်နေမလားရှင်းနေပါပြီဗျာမိကုံကိုဖတ်ပြီးတော့တေချာစဉ်းစားကြည့်ပါကုသိုလ်ရှင်မိသားစုများကတော့ဥမမောင်ဆွေတင်တိရိသမသိင်ကြီးဒေါက်တာမြတ်တီတာဆွေတင်12သိန်းကျပ်အကမှာတိရိသမသိင်ကြီးဒေါက်ခိုင်ဦး12သိန်းကျပ်ဥအောင်တန်းဒေါ်မာလာခိုင်မိသားစုရွှေယူရွှေသိန်းက12သိန်းကျပ်ဒေါ်နီစိုးနဲ့မိသားစုက12သိန်းကျပ်မဟာတရမဇတိကတစဆရာမကြီးတော်မေပလဲက12သိန်းကျပ်ဒူရဲမိုးကြီးငိမ့်ညွန့်ညွန့်သေးတုတခုံတော်နာယကဦးတန်းဦးဒေါက်ခင်ငယ်လင်းတမိချောစုတဲ့မိသားစုက12သိန်းကျပ်တွင်ကယူနီဗာစီတီတော်မြတ်မြမိသားစုက12သိန်းကျပ်အကမှာတိရိသမမဏိဇောရဒရဦးဇေယတူရမောင်ဒေါက်တာဒေါက်ခင်ငယ်မြင့် RGKNZ နဲ့ Group Company Limited က12သိန်းကျပ်နဲ့ဗမောခချုပ်ဒေါက်တာဒေါ်နေနေအေးက12သိန်းကျပ်စုစုပေါင်း320အကုန်ပေးခြင်းလားဘုံတို့320လုံးသမီးကိုအကုန်ပေးခြင်းတယ်ဘုံတို့ဒီက3ပါးကတန်ဃာတော်များရဲ့ကိုစားအဖွဲ့ဝင်များရဲ့ကိုစားဆုံးဖြတ်ခွင့်အပြည့်ရှိတယ်စွန့်ဝေပရမဆုရှင်အတွက်အကယ်၍ဆက်ဖြေကြလို့တပြားမှမရလို့ရှင်လည်းပူဇော်မလို့ပါဘူးတုတ္တဘုဥက္ကဋ္ဌဒေါက်တာပန္နိတရဲ့မေတော်ကြီးဘုန်းကြီးရဲ့မေတော်တတ်တော်ရှင်ဆရာကြီးတော်တိခါကနေပြီးတော့စွန့်ဝေ9000နော်ဘုန်းကြီးအမေရှိတော့ဘုန်းကြီးမမိုးတစ်ခါမှဘုန်းကြီးဝဲမှာမတောင်းဘူးနော်သမီးတို့စွန့်ဝေ9000နဲ့မေတော်ကြီးကနောက်ကပရမဆုရှင်အတွက်ဥစေယတော်မိုးတန်တာပင်လုံဒီဇယ်ပန့်နော်စေအင်ဂျက်တာပြုပြင်ရေးကလည်းပဲစွန့်ဝေ3သိန်းကျပ်အလုံးမတာတို့ခေါ်ရချင်းမြပြစီလိုပါတယ်သာဓုသာဓုသာဓုဘုရားတို့ဒီမှာနိပညာအခက်ခဲကြောင့်ခေတ္တခဏရန်နာခွင့်ပြုပါလိုက်ကလေးခဏဖိတ်ပေးပါနော်ငွေကျပ်380စုချင်းကိုရွေးချယ်ဖြည့်စုပူဇော်ခြင်းကိုဆက်လက်ပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ်အခုလက်ရှိမှာမိဂွန်အဆင့်ဆင့်ကိုဝန်အောင်စုရှင်သမီးငယ်လေးအကောင်းဆုံးကြိုးစားဖြည့်စုခဲ့ပြီးတော့လက်ရှိအနေထားအရစုချင်းငွေ330ကိုခိုင်မာစွာ
ရရှိထားပြီးဖြစ်ပါတယ်အခုဆက်လက်ပြီးစုချင်းငွေ360တန်မိကုန်းကိုသမီးလေးရဲ့ play or stay ရှင်းနေမလားဆက်ဖြေမလားဆိုတာထပ်ပြီးတော့ရင်ခုန်ကြည့်အောင်ပါကျောင်းသားကိုပြတဲ့မိကုန်းဟာအနည်းငယ် screen error လေးဖြစ်သွားလို့ဘုန်းကြီးတို့နားလဲရတာခွင့်လို့ပေးပါအဇာတတမင်းကြီးမင်းတိုင်ပင်အမတ်ဝတ္တကရပေါ်နာကြီးသည်ဝေသာလီပြည်လေးစဝေမင်းတို့စီးလုံးမှုပြပြားစေရန်ချင်းချင်းစိတ်ဝမ်းကွဲစေရန်ဝေသာလီပြည်တွင်မှာတရှိုးဖြစ်နေတန်ခဲ့တဲ့နှစ်ပေါင်းဘလောက်ကြာခဲ့ပါသလဲတဲ့ဘုံမတို့ရဲ့အားနည်းချက်ကြောင့်သမီးတို့စိတ်နှောက်ယှက်ဖြစ်ခွင့်လို့ပါဒါပေမဲ့မေးရမယ့်တောင်းရှိပါတယ်ဆက်ဖြေမယ်ဆိုလို့ရှိရင်360ရက်နေမယ်ဆိုလို့ရှိရင်330ဆက်ဖြေမယ်လို့သတ်မှတ်ပြီးတော့အဖြေမှားသွားလို့ရှိရင်တပြားမှမရဘူးမေးပါပြီဆက်ဖြေမလားရက်နေမလား ဆက်ဖြေပါမယ်ဖေရ တေချာလို့ရှိရင်ဘဲတီးပေးပါအဖြေလေးမျိုးပြပါပြီ A တစ်နှစ် B နှစ်နှစ် C သုံးနှစ် D ငါးနှစ်ခြေစမှတ်ပါပြီ စီ3နှစ်ပါဖေရ 1 2 3 5တခါကြီးတွေတို့လည်းဝေစုရမှာဆိုတော့အပြည့်မှန်နိုင်လားမှားနိုင်လား မမသေးလို့ဆူတောင်းပါတယ်ဗျာ မှန်ပါစေလို့ဆုတောင်းပါတယ်ဗျာ မယုံမလို့လေးပြရတော့ ဆက်ဖြေမလားရက်နေမလားစွန့်ဝေဘောနက်အစီအစဉ်မှာတနိုင်ငံလုံးပထမဆုရရှိတဲ့မချောဆုလိုက်ဒနုပြစာပေဒါနဘုရားတနေကုန်ပင်မစွာနဲ့တင်ဆက်သူများဖြစ်တဲ့ကိုကျော်တိုးလင်းကျော်သက်ပိုင်မှုအောင်ခေပိုင်လင်းထင်ရွှေဖြူမိမိုးကျော်နောက်ကဘေးမှာကြည့်ပြီးတော့အခမ်းအနားစီစဉ်တစ်ခုနဲ့တစ်ခုလက်ရမှုမရှိစေရအတွက်ဆောင်ရွက်ပေးတဲ့တန်တမန်လူငယ်လေးများအစိုးရများအားလုံးကတပြားမှမရပါဘူးအားလုံးရဲ့အမြင်မှာတော့ဖြစ်ဘုန်းကြီးတို့ကအခကျင်းဝင်ပေးပြီးတော့ငားထားရလို့ထင်ပါလိမ့်မယ်ဒါပေမဲ့ဘုန်းကြီးတို့ကအဲ့ဒီ entertainment ဘိုင်းဆိုင်ရာကိုတောင်းမယူပါဘူးဒါရိုက်တာဦးစောမြင့်ဦးတို့ကဆောင်ရွက်ပေးတာဖြစ်ပါတယ်ဒီကနေ့အခမ်းအနားကျင်းပနိုင်ဖို့အတွက်ကအလူရှင်များအားလုံးပါဝင်တဲ့ပုဂ္ဂိုလ်များအားလုံးရဲ့အင်အားကျောင်းသားများအားလုံးရဲ့ကြိုးစားဖြည့်ဆို့မှုကြောင့်ဒီလိုခမ်းနားကျင်းပရတာပါဒီအတွက်အပြန်လန်းအချိန်ကြိုင်မြင့်မှုကိုသိခံနားလည်ပြီးစီလိုပါတယ်စီ3နှစ်အဖြေမှားရင်တပြားမှမရဘူးနော်ပြီးတော့အဖြေမှန်စစ်ပါမယ်ကိုကျော်တော်လည်းအဖြေမှန်စစ်ပေးပါ တင်ပါဗျာအခုကျွန်တော်တို့အားလုံးဒီလိုရင်ခုန်နေရတာကသမီးငယ်လေးရဲ့ငွေချက်360ရရှိမဲ့အခွင့်အရေးဖြစ်ပါတယ်မိကွန်လေးကအဇာတသက်မင်းကြီးဤမင်းတိုင်ပင်အမတ်ဝတ္တကာရပုံနာကြီးဟာဝေတာလီပြည်လစ်စဝီမင်းတို့စီးလုံးမှုပြက်ပြားစေဖို့အချင်းချင်းစိတ်ဝမ်းကွဲစေဖို့ဝေတာလီပြည်အတွင်းတရှိုးအဖြစ်နေထိုင်ခဲ့တဲ့နှစ်ပေါင်းဘလောက်ကြာခဲ့ပါသလဲဆိုတဲ့မိကွန်းကိုသမီးလေးကစီ3နှစ်လို့ဖြေဆိုလိုက်ပါတယ်စုချင်းငွေ360တန်မိကွန်းသမီးလေးရဲ့ဖြေဆိုမှုမှန်မှန်ကြည့်ပါမယ်အဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာလက်ရှိချိန်ထိသမီးငယ်လေးဟာစုချင်းငွေချက်
သိန်း60ရရှိထားပါပြီခင်ဗျာစွန်ဝေသိန်း60ဘိုးဖွဲ့ကပေးစရာဟာရှိတယ်လူငွေတွေအလုံးရှိတယ်အစင်းလေးရှိနေပြီပထမဆုရှင်အတွက်ပထမဆုရှင်ကိုမေးနေတဲ့ဆရာတော်အတွက်လားသူ့အတွက်လားတော့မသိဘူးစွန်ဝေစာအိတ်3အိတ်လာတယ်ကျော်တပ်ပိုင်မွေဘသူ့အတွက်ဆုချတဲ့စာအိတ်တွေလည်းဖတ်ပြလိုက်ပါပထမဆုရှင်လေးအတွက်ကိုထပ်မံပြီးဆုချထားတဲ့စာရေးတွေပါဗျာမျက်ရတနာမစိုးရိမ်ကြောင်းတိုက်ဆရာတော်အရှင်စန္နာဝရဆရာတော်အရှင်စန္နာဝရကနေပြီးတော့ဆုငွေ3သိန်းကျပ်ကိုလည်းထပ်မံဆုချထားပါတယ်ခင်ဗျာနောက်ထပ်ဝမ်းသာစရာရှိပါသေးတယ်ခင်ဗျာဒေါ်ဝီရညာနီမန္တလေးရတနာပုံစံကျောင်းတိုက်ဒေါ်ဝီရညာနီမန္တလေးရတနာပုံစံကျောင်းတိုက်မှလည်းပထမဆုရှင်လေးအတွက်3သိန်းကျပ်ထပ်မံဆုရှိမြင့်လာပါတယ်ခင်ဗျာတကယ်ကိုဝမ်းမြောက်ပြီးဖြစ်ကြပါခင်ဗျာမပြီးသေးပါဘူးခင်ဗျာဦးရဲမေးအောင်ဒေါ်ဟေမန်ငင်းချမ်းတာမောင်ကောင်းဆက်ဟိန်ငွေစင်တဲအီလက်ထရောနစ်စင်တာဒိုင်ဦးမြို့မှာလည်းစုငွေချက်3သိန်းကိုထပ်မံ၍စုချင်းမြင့်ထားတာပါဖြစ်ပါတယ်ခင်ဗျာသိန်း60အပေါင်း9သိန်း5000သမီးအနေနဲ့စာသင်ကြားတဲ့အခါမှာနီးပြဆရာဆရာမတွေရှိလားရှိပါတယ်ဗျာဟောသင်တန်းကျောင်းရှိလားရှိပါတယ်ဗျာဘယ်သင်တန်းကျောင်းလဲဓမ္မ6ဓမ္မစကူပါဗျာ6ဓမ္မစကူသင်ပေးတဲ့ဆရာတော်ရှိလားရှိပါတယ်ဗျာအကယ်၍စွငွေရခဲ့ပြီဆိုလို့ရှိရင်ဘယ်လောက်ရသင်တန်းကျောင်းဆရာတော်ကို 20% လူပေးနိုင်မလား20%ပေးနိုင်ပါတယ်ဗျာဘုံဘလူမခံဘူးနော်အဲ့တော့360 30% ဆိုတော့ဆရာတော်12သိန်းရပြီနော်ဒီလိုလည်းပဲမြတ်အောင်ပွဲစားလုပ်ပေးရတာလိုင်းမော်က Facebook ပေါ်ကနေကြည့်နေကြတဲ့ကုသိုလ်ရှင်များလည်းပဲပထမဆုရှင်အတွက်ဆုများရှင်းမြင်ခြင်းနဲ့ဆိုလို့ရှိရင်3996 9335 918ကိုဆက်သွယ်ပြီးတော့ဆုများချင်းမြင်နိုင်ပါတယ်ဓမ္မဒါနဖြစ်ပါတယ်ဆုငွေ360 80မဲ့မေကွန်ဆုငွေ320မနစ်ကတော့ကအုတ်တွင်းစာပြေဌာနကနေပြီးတော့မောင်စိုးသူရထောင်းကဖိုင်နယ်မှာ360မဖြေဘဲနဲ့လာမယ့်နှစ်ကျောင်းသားအတွက်ခြံထားပေးခဲ့ပါတယ်လို့ပြောတယ်အဲ့ဒီမေကွန်း90အမြင့်ဆုံးမေကွန်းကိုမှန်သွားမယ်ဆိုလို့ရှိရင်ဒီနှစ်ပေးတဲ့320ရယ်မနစ်ကပေးတဲ့360ရယ်နှစ်ခုပေါင်း380 380ပြင်အခုပဲရောက်လာတယ်ဦးဝင်းထွတ်ဒေါ်နီလာကျော်တာမောင်အန်ချန်ထွတ်မောင်ဟင်နရီကျော်မိသားစုကနေပြီးတော့တသိန်းထပ်ပြီးတော့ဆုချပါတယ်8သိန်းခွဲရသွားပြီ60နဲ့8သိန်းခွဲတမီးအဆင်ပြေလားရေးတောင်းမလားရပါတယ်ဗျာ380မေကွန်မြတ်စွာဘုရားရှင်သည်အင်ဂျင်ဥယျာဉ်မဟာပရိနိဗ္ဗာန်ညောင်ဆောင်မှာလျှောင်းဆက်တော်မူသောအခါမြည်သည့်အရက်သို့မျက်နာမူ
လျောင်းဆက်၍နေပါသလဲဒီနေရာမှာပရိသတ်တွေကိုမေတ္တာရက်ခံခြင်းပါတယ်မေတ္တာရက်ခံခြင်းပါတယ်အားပေးတဲ့လက်ခုပ်သံများစီကံရှိထားစေလိုပါတယ်တမိတို့ရက်နေမလားဆက်ဖြေမလား ဆက်ဖြေပါမယ်ဗျာ ဘုန်းကြီးတို့ဘိုလ်လုံးမဆောင်အဖွဲ့ကဗန်နိုင်မူကြီးဒေါက်တာမြတ်တိရဆွေတင်ကဖုံးဆက်တယ်တမိဒီမေကုန်းကိုဆက်ဖြေလို့မှန်ရင်380ရမယ်မားလို့ရှိရင်တမိတပြားမှမရဘူးတမိအဲ့ဒါကိုရှင်းရှင်းလင်းသိတယ်နော်ဒီပါဗျာ တမီးမင်းကဖတ်ထားချိန်မှာကိုယ်စိတ်ထဲမှာရှိတဲ့အဖြေကိုတမာတိရှိရှိနဲ့အရေးမမားစေလို့ဘူးဗန်နိုင်မှုကြီးကပြောတယ်ဒီနေရာမှာဆက်ဖြေစရာလည်းမလိုဘူးရက်နေစရာလည်းမလိုဘူးအကယ်၍ဒီတိုင်းလေးပဲမင်းကကြည့်ပြီးတော့လှည့်ထွက်သွားမယ်ဆိုလို့ရှိရင်စွန့်ဝေ300ပေးမယ်တမီးဆက်ဖြေစရာလည်းမလိုဘူးရက်နေစရာလည်းမလိုဘူးတမီးအေးအေးဆေးဆေးစဉ်းစားရှည်လေးပဲတောက်ချင်တောက်ရှည်တိုက်လိုက်ပေါ့ဒါဘုန်းကြီးတို့ဘိုးဖွဲ့ရနေပြီးတော့ဗန်နိုင်မှုရဲ့ဆုံးဖြတ်ပိုင်ခွင့်ရကလေးအတွက်အန်ဒီရရှိတဲ့မေကုံမလို့ခွင့်ပြုချက်နဲ့ပဲဘုန်းကြီးတို့300ကိုဆုံးဖြတ်ပေးထားပါတယ်။တမီဆက်ဖြေလို့မှန်တယ်ဆိုလို့ရှိရင်တော့380ဆက်ဖြေလို့မားမယ်ဆိုလို့ရှိရင်တော့တပြားမှမရဘူး။ဒါဘုန်းကြီးတို့မိခွန်းရဲ့စီမင်းစည်းကမ်းပဲ။ဘိုးဖွဲ့ရဲ့ခွင့်ပြုချက်အရာဗန်နိုင်မှုရဲ့ခွင့်ပြုချက်အရာဆက်ဖြေစရာလည်းမလိုဘူးရက်နေစရာလည်းမလိုဘူး။ဘာမှမပြောဘဲနေပြီးတော့နားလိုက်မယ်ဆိုလို့ရှိရင်300စုချမယ်မေးပါမယ်ဆက်ဖြေမလားရက်နေမလားလှည့်ထွက်သွားမလား ဆက်ဖြေပါမယ်ဗျာ စွန့်ဝေပေါင်းစုမြင့်တင်ဗုဒ္ဓဝင်ပြိုင်ပွဲရမဲသိမ်းမြို့နယ်ကတသိန်းကျပ်ဟုတ်ဗျာတသမအချိန်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆောင်လင်ဗုဒ္ဓဝင်ဖြစ်ဆိုပူဇော်ဝဲကြီးရဲ့ပထမဆုရှင်မနေ့ကတော့ဆုရှင်မောင်စိုးသူရထုံးကလည်းပဲချောဆုလိုင်းအတွက်စွန့်ဝေတသိန်းကျပ်တမ်းမြတ်ကုံသာသနာဗိမာန်တုဒ္ဒဆောင်လင်ဘိုးတွင်သင်တန်းမှုဆရာတော်ဦးနာတီကြီးကလည်းပဲတမီးလေးချောစုလိုင်းအတွက်စွန့်ဝေတသိန်းကျပ်မေးပါမယ်မေးခွန်းမေးတဲ့ဘုန်းကြီးကဆုချဖို့စီစဉ်မရှိဘူးလားကိုကျော်လင်းကိုမရင်တန်းတာခိတရိုဒီပလိုမာတန်းကနေပြီးတော့ပထမဆုရှင်တဲ့စွန့်ဝေ2သိန်းကျပ်ဖြ
ဖြေမဲ့ကလေးတော့မသိဘူးမေးတဲ့ဘုန်းကြီးချွေးပြန်တက်ပြင်းနေတဲ့ခဏခဏချအဲ့မဲ့သူ့တော့ကစိတ်ချပါပြီတပြားမှမရလဲပူဇာမလို့14သိန်းလောက်ရပြီထပ်တိုးရှိပါသေးလားလာအောင်မယ်တဲ့ဘုန်းကြီးတို့အီမေးကိုမှန်သွားပြီဆိုလို့ရှိရင်တော့ယမန်နစ်ကလှူခဲ့တဲ့အလူရှင်360အခုအလူရှင်တွေပါပဲနော်သူတို့ပဲထပ်ပြီးထူထားတာဆိုတော့လေဥမမောင်ဆွေတင်တိရိတုမတင်ကြီးဒေါက်တာမြတ်တီတာဆွေတင်12သိန်းကျပ်အကမတိရိတုမတင်ကြီးဒေါက်ခခိုင်ဦး12သိန်းကျပ်ဦးအောင်တန်းဒေါ်မလာခိုင်မိသားစုရွှေယူစီတိုင်ကနေပြီးတော့12သိန်းကျပ်တန်နီဆိုးနဲ့မိသားစုက12သိန်းကျပ်မဟာတရမဇတိကတစဆရာမကြီးတောင်မေပလဲက12သိန်းကျပ်ဒူရဲမိုးကြီးငိမ့်ညွန့်ထေးတုဒ္ဒခုံဆောင်နာယက12သိန်းကျပ်ဦးတန်းဦးဒေါက်ခင်ခင်လင်းသမီးချောစုသစင်မိသားစုက12သိန်းကျပ်တွင်ကယူနီဗာစီတီတော်မြတ်မြတ်က12သိန်းကျပ်အကမဟာတိရိတုဓမ္မမဏိဇောရဒရဦးဇေယတရမောင်ဒေါက်တာဒေါက်ခင်ခင်မြင့်အာဂျီခေယန်ဇန်အေ group company limited က12သိန်းကျပ်ပမောက္ခချုပ်ဒေါက်တာဒေါ်နေနေက12သိန်းကျပ်ယမန်နစ်ကလည်းသူတို့ပဲတူထားတာကြံခဲ့လို့ယမန်နစ်ကအလူငွေက360စုစုပေါင်း380ခုံးဆောင်တန်တမန်တေးတန်ရှင်မေချစ်တက်ကလည်းပဲသူ့ရဲ့အနုပညာကြီးတွေကနေပြီးတော့တရားတရားပွားများစွာ9000ကျပ်ချီးမြှင့်ပါတယ်14သိန်းကျော်ရပြီမြတ်စွာဘုရားရှင်သည်အင်ဂျင်ဥယျာဉ်မှာပြိဋိဘာနာညောင်ဆောင်မှာလျောင်းဆက်တော်မူသောအခါမြည်သည့်ရက်တို့မျက်နာမူလျောင်းဆက်၍နေပါသနည်းတဲ့မိဂုံကိုရှင်းအောင်ဖတ်ပါမြည်သည့်အရက်တို့မျက်နာမူ၍လျောင်းဆက်နေပါသနည်းလို့မိဂုံဖြစ်ပါတယ်ပရိသတ်များဒီနေရာမှာအနောက်ရှက်မဖြစ်စေဖို့အတွက်ကျေးဇူးပြု၍ကျောင်းသားအဖြစ်ရွေးတဲ့အခါမှာအတန်လေးတိတ်ပြလို့ရမလားမသိဘူးဒေါက်တာနေမျိုးထက်မအေးဆွဆွသင်းရေးမျိုးကနေပြီးတော့နေမျိုးရာသာစေကန်းတသိန်းကျပ်ဟောကမှတ်ချက်ကပါတယ်ပထမဆုရှင်အတွက်တဲ့ဘုန်းကြီးအတွက်မဟုတ်ဘူး15သိန်းကျပ်မေးပါပြီရက်နေမလားဆက်ဖြေမလား ဆက်ပြေပါမယ်ဖေယား တေးကြရင်ဘဲတီးပြီးတော့အတီးပြုပါဖြေလေးမျိုးပြပါပြီA အရှိ B အနောက် C တောင် D မြောက်အဖြေမှန်ရွေးနိုင်ရင်380အဖြေမှားရွေးမိလို့ရှိရင်တော့တပြားမှမရဘူးသမီးစိတ်ကြိုက်စဉ်းစားပါဘုံဘုံအချိန်မမှတ်တော့စပြီးတော့ဖြေလို့ရပါပြီ အေးအရှိပါဖေယား ပရိသတ်တွေကတိလည်းမတည်ဘူးနော်ဘုတ်ကလေးကန်းကောက်တစ်ထောင်ကျောင်းဆရာတော်ကအရှင်တိတ်တပထမဆုရှင်အတွက်3သိန်းကျပ်လက်ခုပ်လေးရှိမိပြီပါမြတ်စွာဘုရားရှင်သည်အင်ဂျင်ဥယျာဉ်မဟာပရိနိဗ္ဗာန်ညောင်ဆောင်မှာလျောင်းဆက်တော်မူသောအခါမြည်သည့်ရက်တို့မျက်နာမူလျောင်းဆက်နေပါသလဲအရှိအနောက်တောင်မြောက်အမှန်တကယ်တော့အဲ့ဒီမေကုန်းကမဟာဗုဒ္ဓစာအုပ်ထဲမှာအဖြေတိုက်ရိုက်မပါပါဘူးတစ်ချက်လေးဘုန်းကြီးဖတ်ပြပါမယ်သမီးအတွက်အခွင့်အရေးတစ်ခုပေါ့
မြတ်စွာဘုရားရှင်ဟာမြောက်ဖက်သို့အုတ်ခေါင်းပြူတာအလုံးသိတယ်လျောင်းဆက်တဲ့အခါမှာလက်ရဘက်သို့ဆောင်း၍လက်ဝဲဘက်ခြေကိုတင်ကာသတင်းသုံးနေတော်မူတယ်လို့စာပဲပါတယ်မြေလုံးထဲမှာမြင်ကြည့်ပေါ့မြတ်စွာဘုရားမြောက်ရက်ကိုအုတ်ခေါင်းပြူပြီးတော့တလုံးလဲနေတယ်ညာဘက်ကိုဆောင်းပြီးတော့ဘယ်ဘက်ခြေတော်ကိုဒူးစင်းနဲ့ဆင်းငယ်လွှဲပြီးတော့တင်ထားပြီးတော့သတင်းသုံးနေတယ်ဆိုတော့ပရိသတ်များအဖြေကဘာလို့ထင်ပါတယ်လဲမြောက်ဖက်ကိုအကောင်းပြုခေါင်းထဲမှာ GPS ပါရင်ထောင်ကြည့်အဖြစ်စစ်ပါမယ်မြတ်စွာဘုရားရှင်သည်အင်ဂျင်ဥယျာဉ်မှာပြိဋိဘာနာညောင်ဆောင်မှာလျောင်းဆက်တော်မူသောအခါမြည်သည့်ဤရက်သို့မျက်နာမူလျောင်းဆက်၍နေပါသနည်းအဖြစ်သည် A B C D အရှိအနောက်တောင်မြောက်တမိအဖြစ်မှန်အတိပြုပြီးပါဖြစ်ရလဲခုနကဖြေခဲ့တဲ့ဖြေပြောအေးရှိပါဗျာ အေးရှိမှန်ပါဗျာတေးကြပြီလားတေးကြပါပြီတေးကြရင်ဘယ်ဒီဘုရားအားနာလို့မရအောင်အေးအရှိရက်လို့ဖြေထားပါတယ်ကိုကျော်သူလင်းဒီမှာဗျာနောက်ဆုံး final မေးခွန်းတကယ်လည်းအဖြေစစ်ရဲလားပြီးတော့ရင်းနေတအားတုံနေတယ်ဗျာတုံနဲ့စစ်ပြလိုက်ပါမတက်နိုင်ဘူးဘုန်းကြီးတို့ဆုံးဖြတ်ပေးရမယ်တပြားမှရမတော့လို့ရှိရင်ဘုန်းကြီးတို့နားလေခွင့်လို့စပြီးတော့ဖြစ်စစ်ပြလိုက်ပါဒီမှာဗျာအစီအစဉ်တင်ဆက်သူအတွေ့အကြုံလှုပ်လာခဲ့တဲ့ပွဲတက်တန်းကျွန်တော်16နှစ်ရှိပါပြီအဲ့ဒီ16နှစ်အတွင်းမှာပွဲခန်းနာပေါင်းမြောက်များစွာအတွေ့အကြုံပေါင်းများစွာနဲ့ရင်ခုန်ရမှုပေါင်းများစွာကိုကျွန်တော်တို့တွေ့ကြုံဖြတ်ကျော်ခဲ့ရပါတယ်အခုဝင်အောင်ဆရှင်သမီးငယ်လေးနောက်ဆုံး final မေးခွန်းဖြစ်တဲ့စီချင်းငွေချက်380ရရှိသွားမလားစိတ်မကောင်းစွာပဲလှည့်ပြန်ရမလားဆိုတာကျွန်တော်တို့ထပ်တူရင်ခုန်ပါတယ်မေးခွန်းလေးကတော့မြတ်စွာဘုရားရှင်သည်အင်ဂျင်ဥယျာဉ်မဟာပရိနိဗ္ဗာန်ညောင်ဆောင်၌လျောင်းဆက်တော်မူနေသောအခါမြည်သည့်အရက်သို့မျက်နာမူလျောင်းဆက်၍နေပါသလဲသမီးငယ်လေးကအေးအရှိအရက်လို့ဖြေဆိုထားပါတယ်စုချင်းငွေချက်380ဝိနာဆုရှင်သမီးငယ်လေးရဲ့နောက်ဆုံးမေခွန်းအဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာရှင်သမီးငယ်လေးမချောစုလိုက်စုချင်းငွေချက်380ရရှိသွားပါပြီခင်ဗျာဟုတ်ကဲ့ခုဆိုလို့ရှိရင်တော့ဒီ grade 9ကျောင်းသူလေးမချောစုလိုက်ရဲ့ဒီတူတာဆောင်လင်းဗုဒ္ဓဝင်စီစဉ်မှာ380တဲ့မေကွန်အထိအစစ်စစ်ဖြစ်ဆိုသွားတဲ့ဘုဒ္ဓတာဖြစ်ဖွယ်ရာဗီဒီယိုလေးကိုကြည့်ရှုမှတ်သားခဲ့ကြရလဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာလည်းနောက်ထပ်စီစဉ်ကောင်းများစွာတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုတစ်တင်နိုင်သိအောင်ဗီဒီယိုလေးရဲ့အောက်မှာ like subscribe နဲ့ subscribe ဘတ်တွန်ရဲ့ဘေးကခေါင်းလောင်းပုံလေးကိုနှိပ်ထားပြီးတော့နောက်ထပ်စီစဉ်ကောင်းများစွာကို
စာမျက်ကြည့်ရှုအားပေးကြဖို့လဲထူပဲမေတ္တာရက်ခံပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိအောင်လိုက်ပါကြည့်ရှုပေးကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုလဲထူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ